မင်္ဂလာပါဗျာကျွန်တော်တူရီတူတီစီဖြစ်ပါတယ်ခင်ဗျာမနေ့ကကျွန်တော်ပြပေးလိုက်တဲ့3ပိုင်ပေါ့နော်3ပိုင် site ကကျွန်တော်မနေ့ကပြထားပြီဆိုတော့ဒီနေ့မပြတော့မနေ့က3ပိုင်ကကျွန်တော် offer ယူထားပေးတာเนาะ1-3 offer မိတယ်เนาะပြီးတော့အရင်ဘက်ကဒီနေ့တော့ကကိုတလုံးပိုင်ညမနေ့က3ပိုင်ရတဲ့ဆိုင်ကကိုတလုံးပိုင်ကိုလေးအပိုင်ကိုလေးပိုင်လုံးဝကြမှာပါနော်မနေ့မှာတော့ကိုအားကောင်းတယ်ပေါ့နှစ်ခွန်အပိုင်နှစ်ခွန်လည်းကြမှာနော်ကိုလေးနဲ့နှစ်ခွန်ညားမယ်ဆိုလို့ရှိရင်ကိုလေးနှစ်ခွန်က share ခွေပေါ့ကျွန်တော်ကတော့မနေ့ပိုင်းကိုကိုလေးကိုကြိုက်ပြီးတော့ညနေကိုနှစ်ခွန်ကိုကြိုက်ရင်နော်ဒီ1-3ဆိုတဲ့ခီးရတယ်နေ့တိုင်းကြတယ်တဲ့3ညနှစ်ခွန်ဆိုတဲ့ခီးရတယ်နေ့တိုင်းကြတယ်ဒီနေ့မှလုံးဝတစ်ချိန်ခွေမှာပေါ့နော်အမခံရနော်ဒီနေ့လုံးဝတစ်ချိန်ခွေမှာနှစ်ခွန်3-8-4ခုအဲ့ကောင်ခွေပြီးတော့ဒီကောင် share ခွေပြီးတော့6ပိုင်နဲ့6ရယ်6-6ရယ်6-8ရယ်9ခွန်ရယ်အဲ့လေးကိုတင်လို့6-1 6-6 9-8 9ခွန်အဲ့လေးကိုတင်လို့နှစ်ခွန်3-8-4ခုခွေအဲ့ဆိုလို့ရှိရင်တောက်ကြအပိတ်လှပြီဒီ1-3ခီးဆိုလို့ရှိရင်เนาะကျွန်တော်ပေးထားတာဟိုးအရင်ဘက်တွေကကျွန်တော်ဂရုတွေကလူတွေတော့သိရတယ်ဗျကျွန်တော်ဂရုဝင်လာเนาะကျွန်တော်ဂရုကတူရီသူတွေစီဂရုနဲ့ဒီ YouTube မှာလည်းကျွန်တော်လဲနေချပေးရတယ်ကျွန်တော်ဂရုကိုငါဒီ1-3ခီးမှာဆိုလို့ရှိရင်အဓိကကြတာ1-2ဆိုတဲ့ခီးပေါ့နော်သူများတွေပတ်ပြီးอยู่ဗျာခက်ခဲရှားနေတယ်ဒါမှကျွန်တော်ဘာမှရှာစရာမလိုဒီမှာ1-3ခီး1-2 main ကြတာပေါ့နော်ပြပေးမယ်မှာ9-3 ည2ရှိတယ်မှာ1-2ပတ်ပြီးမှာ1-2ပတ်ပြီးဒီမှာ1-2ပတ်ပြီးဒီမှာ1ဒီမှာ1ထိတ်တွေပဲကြတာနော်1-2ပတ်ပြီးဒီမှာထိတ်6ခါလုံးကြတယ်6ရက်မှာ1-2ပတ်ပြီးအပြီးတော့ထိတ်လှည့်ပြီးတော့အပိတ်လှည့်ဒီမှာ1-2ပတ်ပြီး2အပိတ်1-2ပတ်ပြီး1အပိတ်1-2ပတ်ပြီး2အပိတ်အဲ့လိုအပိတ်ကြပြီးတော့ပိတ်4ရက်မှာ4ခါကြပါပြီးတော့နောက်တော့1-2ပတ်ပြီးမှာထိတ်ပြန်ကြတယ်မှာ1-2ပတ်ပြီး1-2ပတ်ပြီး1ခွန်1-2ပတ်ပြီး1-2ပတ်ပြီးမှာမညမနဲ့ကြတယ်မနေ့ကဆိုလို့ရှိရင်1-2ပတ်ပြီးပေါ့နော်ကျွန်တော်က3ပိုင်နဲ့ဆိုတော့1-3ပေါ့အဲ့မှာ offer မိရနော်ဒီမှာဗျာ1-2ပတ်ပြီးနေ့တိုင်းကြတယ်ကျွန်တော်အများအားဗီဒီယိုတွေကအများအားတင်ပြမှာမဟုတ်ဘူးဗျခါတလေအနီးကတ်တွေအဝေးကတ်တွေဘာညာတာရကာတွေကကျွန်တော် group ထဲမှာကျွန်တော်ပို့တယ်နော်ကျွန်တော် group ကမန်ပါလဲတောင်းတာမဟုတ်ဗျစေနာနဲ့ free ချပေးတာပဲလူကြီးမင်းတို့မြက်ပါတယ်ပေါက်ပါတယ်တစ်ပတ်မှ share ရပါတယ်ဆိုမှစေနာကြီးလေးဗျ1000-2000စေနာရှိသလောက်လေးပေးဖို့ကျွန်တော်ခင်ဗျားတို့စေနာနဲ့ပြီးတော့ဝယ်ယူတာနော်ကျွန်တော်ကနန်းလိုက်ကစားတယ်ဆိုလို့ရှိရင်လုံးဝမရှုံးဘူးဗျအာမခံတယ်ကိုရီသွေးတယ်လို့ထင်အောင်ပဲကိုရီသွေးတာမဟုတ်တော်တော်ကြီးကိုပိုင်လို့ပြောတာထပ်ပြောမယ်ဗျဟိုးပိုင်ကိုလေးလုံးဝကြမယ်နှစ်ခွန်လုံးဝကြမယ်တနေ့တာမှာလုံးဝခွင်မှာနှစ်ခွန်3-8-4ခုအဲ့ဒီထဲမှာအဓိကကြတာ3-8-4ခုကမင်းပေါ့နော်3-8-4ခုနဲ့နှစ်ခွန်4ခုအဲ့ဒီဒီနှစ်ခုကိုသတိထား3-8-4ခုနဲ့နှစ်ခွန်4ခုဒါပါပဲကျွန်တော်ဒါလာပြောတာကျွန်တော်မွေးကနန်းနေဆိုလို့ရှိရင်ကျွန်တော်ပေးတဲ့မွေးကနန်းတွေလူကြီးမင်းတို့တွေ့မှာပါ YouTube မှာလည်းတင်ထားပေးတယ် break တွေဆိုလို့ရှိရင်လည်းကြားရတယ်ဗျမွေးကနန်းတွေဆိုလည်းဘော်ရူးမကြော်ဆိုလည်းကြားတာပဲ